unboxing time unboxing မလုပ်ရကြပါဘူးဒီမှာနေစားကြရအောင်ဒီမှာဒါလေးပြင်ထားတဲ့ချက်လေးဒီဟာကလေသူကလွယ်အိတ်လိုမျိုးလေးလည်းသုံးလို့ရတယ်laptop ပေါ့နော်အဓိကတော့ laptop ထည့်တဲ့အိတ်ကလေးပေါ့သူကဟွာပေါ့နော် laptop ထည့်တယ်ပြီးရင်ဒီမှာအကန့်လေးတွေပါမယ်သုံးလို့တော်ကောင်းတယ်ချိန်မှတဲ့ဒီဟာနှစ်အိတ်ရှိရယ်ဒီဒါလည်းပူကထွက်တဲ့ဟာပေါ့နော်ခုမှစ unboxing လုပ်ရတဲ့ဟာသူကဒီမှာလေဘာလို့ခေါ်မလဲ luggage ရဲ့အပေါ်မှာလည်းတင်လို့ရတဲ့ဟာမျိုးပေါ့နော်ချိန်လို့ရတယ်ကြောဖို့အိတ်ပုံစံလေးလည်းသုံးလို့ရတယ်တော်တော်လေးတော့အသားလေးလည်းကောင်းတယ်သူကဟို West Bronco တို့ဘာလို့အဲ့လိုမျိုးအသားမျိုးလေးပေါ့နော်မိုးကာသားလေးရေစိုးခံတဲ့ဟာလေးဒီဟာရယ်ပြီးတော့ဒီကောင်ကကြတော့ဒီမှာဟိုပါပေါ့ TNW ကထွက်ထားတဲ့မိုက်လေးပါmicrophone အသစ်လေးချက်လေးတက်မှလိုက်တာပေါ့နော် microphone ကအရှင်အဟောင်းလေးတော့ရှိတယ် TNW ကဒီကောင်ကကျတော့ပို့ပြီးတော့အတန်ပိုကြည်ရဲလို့ပြောလို့ဒီဟာလေးမှာလိုက်တယ်အများကြီးပဲဒါကကျတော့ဟိုပါလေဒီဟာကမြက်ကပ်မှန်နေချက်လေးမြက်ကပ်မှန်လည်းခဏခဏလိုမျိုးပြောင်းပြောင်းတက်တော့လေ fresh ဒါမှလို့ခေါ် fresh lady ရထွက်တဲ့မြက်ကပ်မှန်လေးတွေပါအများကြီးပဲဒါတော့အသေးစိတ်ဗီဒီယိုလေးနဲ့ကြာမှာပဲထပ်ပြီးတော့ပြမယ်နော်ဒီမှာသူ့ရဲ့ဟွာလေးပါမယ်မျက်စိကြီးလေးပါမယ်ဒါကတော့သူ့ရဲ့ kit လေးပေါ့နော်ပြီးတော့ဒီမှာတော့မြက်ကပ်မှန်လေးတွေအတွင်းထဲမှာဘာရောင်လေးတွေလဲတော့မသိဘူးအညိုရောင်လေးပဲဖြစ်မှာပါရှက်လေးအညိုအောင်မှာတာဆိုတော့လေဒီဟာလေးတွေပါမယ် order mask ဒါကကြတော့စမ်းပိုင်နေရခတ်တဲ့ mask ပါမသုံးကြည့်ရလေဒီကအရင်သုံးကြည့်ရှင်တယ်စမ်းပိုင်နေရထွက်ထားတဲ့ mask ကသူက blemish တဲ့ anti blemish ဆိုတော့ဟိုပါဘောနော်ဟိုဟာဝက်ချန်ရှိရဲ့သမားတွေအတွက်ဒီမှာပိတ်ထားတယ်ဝက်ချန်ရှိရဲ့သမားတွေအတွက်အဆင်ပြေမယ်ဒီဟာပါမယ်နောက်ပြီးတော့ဒီကားတော့ review ပေးဖို့ဆိုပြီးတော့ပို့ထားတဲ့ဟာပါဒီကဒီဟာကျတော့ retinol intense ဒီမှာတဘူဒါတွေကအကုန်လုံးသုံးပြီးတော့မှပဲဟိုဟာဖြစ်ပေးလို့ရမှာဆိုတော့ review ပေးလို့ရမှာဆိုတော့လေဒီဟာရဲ့ဒါရဲ့နှစ်ခုကစမ်းပိုင်နေရဟာပါအဲ့ပါလေးလေဒီကားကျတော့ hair spray လေး shower scope ကအဲ့ဒီဟွာလေးပုံသွင်းလို့ရှိရင်ပုံသွင်းပြီးရင်ဒီအကောက်သားတွေကို hold ဖြစ်နေအောင်လို့ပေါ့နော်ပုံသွင်းပြီးရင်ဖြတ်မို့ကောက်ဖို့ဆိုပြီးတော့ဒီဟာလေးကိုမှားလိုက်တာ spray ပေါ့နော် hold and protection နဲ့ heat protection နဲ့ပါတယ် shower scope ကတော့အရင်ဆိုရင်ဒီလိုမျိုးဖောက်လို့ရှိရင်အရင်ခုံတာဟာဘာလဲထောက်တော့ပြင်းသွားပြီရန်ကိုဖောက်လို့ရှိရင်အလုပ်လုပ်ရတော့မယ်ဆိုပြီးတော့ဒီဟာကကြတော့ဟိုအရင်တစ်ခေါက်ချက်လေးဟိုလေ black hair remover အဖြူလေးလုပ်ပေးဘူးတယ်ဒါကသူတို့ model အသစ်ထွက်ထားတဲ့ဟာပေါ့နော် model အသစ်မှာတော့3မျိုးပါတယ်အပန်းရအောင်အစိမ်းရယ်နောက်အဖြူရယ်ပေါ့နော်ဒါ model အသစ်ကိုသူတို့ BR04 ဆိုပြီးထွက်တာဒီအရင် model အဟောင်းက BR03 ပေါ့နော်ဘာကွာလဲဆိုတော့သူ size လေးနည်းနည်းကွာတယ်ပြီးတော့ဒီနေရာက screen လေးနည်းနည်းကွာတယ်ပေါ့နော်ဒီကလည်းreview video ထပ်လုပ်ပေးမှာဆိုတော့အဲ့ဒီတော့မှပဲဒီချာလေးကြည့်လေးပါအဲ့ဒီအိုးအများကြီးပဲဒါတွေကဘာလဲဆိုတော့ဟိုပါလဲမှန်ဒီ lens မှာတက်တဲ့ဟာပေါ့နော် lens မှာတက်တဲ့ဟာတွေဒီကောင်ကဘာ model လဲမသိဘူး16 Pro အော် yeah ဟုတ်တယ်ဒီမှာ lens မှာတက်တဲ့ဟာလေးတွေသူတော်တော်ခိုင်းတယ်ရှယ်လီအခုဒီဖုန်းမှာမဟုတ်ဘူးဒီမှာတက်ထားတာဒီမှာဒီလိုမျိုးလေးသူအဲ့လိုမျိုးကြောက်ကလေးပါတယ်တော်တော်လေးကို luxury ဆန်တယ်အခွန်ကအရန်ညစ်ပတ်နေလို့အခွန်ချွတ်လိုက်မယ်ဒီမှာကြည့်အဲ့လိုမျိုးအရန်လာတယ်ဒီမှာအဲ့ဒါဘာခါလာလဲ dessert ခါလာเนาะဟုတ်တယ်မိအောင်မင်းနေပြီအဲ့ဒါသုံးမဲ့သူဆိုရင်ဒီအရောင်ကလုံးဝကွက်တိကြတယ်ဒီဘောင်ကိုကြည့်ဖေးသားအရောင်ကလေဒီနှစ်ခုကကွက်တိကြတယ် lens ကအစင်းရထင်တာလဲနည်းနည်းတက်တာတယ်အစင်းကလွယ်နဲ့အဲ့လို sketch မဖြစ်ဘူးပေါ့เนาะပြီးတော့သူကကြောက်ကလေးတွေကဒီမှာ diamond လေးတွေကအဲ့လိုဖြက်ကလေးလက်နေတာတော်တော်လေးလာတယ်ဒါတော်တော်သုံးတာကြာပြီเนาะ4-5 လလောက်ရှိပြီအရန်ကောင်းတယ်ဒီမှာတော့ဒါထပ်အသစ်တက်ဖို့ပေါ့နော်ပြီးတော့ဗီဒီယိုတွေလုပ်ရမယ်ဒါကကြတော့ HD clear ပါအကြည့်ပေါ့ဖုန်းမှန်အကြည့်ဒီကောင်ဆိုလဲအခုဒီဟာတက်ထားတာပဲဒီမှာသူကဘေးကိုမမြင်ရအောင်အဲ့လိုမျိုးဒါတော့ privacy အခုဒီဟာအသစ်ကတော့ clear ပေါ့နော်သူ့မှန်မကွဲရအရန်ကောင်းတယ်ရှယ်ဒီဟာကိုပဲတောက်လျှောက်တက်လာခဲ့ရသူဒီမှာအခုကြောက်ကွဲရတာလေဒီနေရာလေးပဲနည်းနည်းလေးအပ်သွားရှိဒီမှာတကြောင်ပဲသူကြောက်ကွဲရလေဘလို့ကွဲဒီဘောင်နေလောက်ပဲအပ်တာပေါ့နော်အဲ့လိုအလဲမှာအဲ့လိုမျိုးကြည်မွားပြီးတော့အဲ့လိုမျိုးကွဲသွားတာမျိုးလုံးဝမရှိဘူးတော်တော်ကောင်းတယ်ဒီမှန်မကွဲရတယ်ဒီတစ်စိတ်ပါဒီကတော့ Mookie ဆိုတဲ့တစ်စိတ်ဒါလေ photo lens ကထွက်တာဒီလားအဲ့ဒီကင်မရာသမားတွေပေါ့နော်ကင်မရာသမားတွေပြီးတော့အဲ့လို content creator ဗီဒီယိုရိုက်မဲ့သူတွေ
ဆိုလို့ရှိရင်မီးတုံးတဲ့အခါကျရင်လေ photoless ကမီးကိုသုံးပါ photoless မီးကအခု Shelly ဒီနားမှာမရှိလို့အဲ့လိုမျိုးပြန်ပြီးတော့ဗီဒီယိုတက်အကုန်လုံးကို collect လုပ်ပြီးတော့ပြန်ပြပေးမယ်အရန်ကောင်းတယ်အဲ့ photoless ကမီးတွေကဘာလဲဆိုတော့သူကဟိုဘယ်လိုခေါ်မလဲမီးအားကိုကြာနဲ့ quality ကောင်းနေပေးနိုင်တယ်ပေါ့နော်ပြီးရင်ခဏလေးသုံးပြီးတော့ပြတ်သွားတာမျိုးလည်းမဟုတ်ဘူးခဏလေးသုံးပြီးတော့ LED မှိန်သွားတာမျိုးလည်းမရှိဘူးပေါ့နော်ဒါဆိုလို့ရှိရင် photoless ကနောက်ဆုံးအသစ်ထွက်တဲ့ဟာဒီကောင်ကဒီလိုမျိုးမီးတိုင်နဲ့မီးအပြားပေါ့နော်ဒီမှာဒီလိုမျိုးမီးအပြားပါမီးပြားအောင်မှာမီးလုံးကတော့ဘယ်နှလုံးသုံးထားလဲမသိဘူးဒီမှာရေးထားတာကတော့5 volt တဲ့15 watt 15 watt ပါတယ်ဒါ maximum ပေါ့နော်ပြီးတော့ဒီမှာသူ့ရဲ့ဒီအခြေတိုင်းပါမယ်အခြေတိုင်းကဒီလိုအခန်းပေါ့နော်တော်တော်လေးကိုလေးတယ်အဓိကဒီဟာတွေကဘယ်သူတွေသုံးလဲဆိုတော့live lit နဲ့ဓမ္မတွေသုံးတယ် photoless ကမီးတွေရော Shelly အရန်ကြိုက်ပါတယ်သူက quality လည်းတော်တော်ကောင်းတယ်ဈေးလည်းတော်တော်ကောင်းတယ်ပေးရတဲ့ဈေးနဲ့တန်တယ်ပေါ့နော်ပြောရရင်တော့ဒီဟာကတော့အရန်စိတ်ဝင်စားဖို့ကောင်းတယ်ပစ္စည်းက TikTok မှာအရန်နာမည်ကြီးနေတာဆိုလီလေမနေနိုင်တော့အပေါ်ဆွဲလိုက်ဒီဟာပဲအောက်ဆွဲလိုက်ဒီဟာပဲဆိုတော့ okay ငါတုံးကြည့်မှရတော့မယ်ငါမတုံးလို့မရတော့ဘူးဒီမှာ TV အဲ့ဒီကဘာလဲဆိုတော့ तू ကလေဘောက်တွေကိုတဲ့အဲ့လိုအလိမ့်လိုက်ကြစေတဲ့ဟာပေါ့နော်အခဲလိုက်ဖြစ်စေတဲ့ဟာဒီမှာတရုတ်ကထွက်ထားတဲ့ဟာပါသူဒီနေရာလေးကနေပြီးတော့အဲ့လိုနှိပ်လိုက်လို့ရှိရင်ဒီမှာလေးထွက်လာတယ်တလားအဲ့လိုမျိုးတော့ခေါင်းကအဲ့လိုဖီးလိုက်တာနဲ့တဲ့ဒီမှာ Shelly ကအခုကခေါင်းလျှော်ထားတာဆိုတော့ရှိမရှိတော့မသေးကြဘူးထွက်ရင်လည်းထွက်မှာပေါ့နော်ဒီမှာ तू ဒီလိုမျိုးလုပ်ပြီးတော့အေးဒီမှာနည်းနည်းလေးတော့ပါတယ်တလားအဲ့လိုမျိုးလေးတွေသူကဘောက်ကလေးတွေမြင်ရလားအဲ့လိုမျိုးပေါ့နော်ဆို TV ကအေးဟုတ်တယ်ပါတယ်တော့မပါလာဘူးထင်တာတလားအမေခေါင်းလျှော်ထားရဲဆိုပြီးတော့ပါတာပဲဆိုအဲ့လိုမျိုးသူဘောက်တွေရှင်းပေးရဲ့ဘီးပေါ့နော်ဘောက်တွေအမှခဲလိုက်လေးကြာလာတာဒီဟာလေးကနှိပ်ပြီးတော့ဟိုတော်တော်လေး3-4ရက်လောက်ခေါင်းမလျှော်ပဲနဲ့ထားရဲဆိုရင်တော့အလိမ့်လိုက်ကြီးအခဲလိုက်ကြီးကြာမှာပေါ့နော်ပြီးတော့ဒီဟာဟိုဗာလဲခေါင်းလျှော်နေတဲ့အချိန်မှာတုံးရင်ပို့အဆင်ပြေမယ်ခေါင်းလျှော်တဲ့အချိန်မှာတခါအဲ့ဒါကိုဖီးရင်းနဲ့တခါရှင်းပေးသွားနိုင်တာပေါ့နော်ဆိုတော့ဒီဘီတော်တော်လေးကိုကောင်းတယ်ဒါခုရှယ်လီမှာဗီဒီယိုထဲမှာခိုင်းဆန်းပြလိုက်ပြီးနော်ပြီးကြတော့ဟိုပါလေစပင်းမာလေးဒီလိုထိတ်ကိုတက်လိုက်လို့ရှိရင်အဲ့လိုအမွှေးတွေထောင်နေရဟုတ်အဲ့ဒါကိုသူကလုံးဝတက်ရက်သွားအောင်လို့ပေါ့နော်အဲ့လိုမျိုးတစ်ချောင်းချင်းစီစပင်းတမြင်ချင်းစီကိုအဲ့လိုတက်ပေးတဲ့ဟာမျိုးပေါ့ mascara ပုံစံမျိုး hair mascara ပုံစံမျိုးပေါ့ဒီဟာလေးဒါလေးလည်းဆန်ပြပေးမယ်ဆိုတော့လောလောဆယ်တော့ဒီဟာကတော့ကုန်ပါပြီ unboxing ကတော့ဆိုတော့ကျေးဇူးများတင်ပါတယ်ကြည့်ပေးရတဲ့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်ပြီးတော့လိုချင်တာရှိရဆိုရင်အခုဒီ product တွေအကုန်လုံးကအောက်မှာ link ချပေးထားတယ်အဲ့မှာဝယ်လို့ရပါတယ်နော်